ဒီနေ့ဘဲဥစုပုတ်ကြော်စားပါမယ်။ပါဝင်ပစ္စည်းရတော့ဘဲဥနှလုံးစုပုတ်ရက်နဲ့ငရုတ်သီးတို့ပဲဖြစ်ပါတယ်။ပထမဆုံးဘဲဥနှလုံးကိုဖောက်ပြီးတော့ပကံထဲကိုထည့်လိုက်ပါမယ်။ပြီးရင်တော့ခောက်ထားလိုက်ပါ။ရတာအတွက်စား၊တကြား၊ဟင်းခတ်မုတ်ရေတို့ကိုထည့်ပြီးတော့ထပ်ပြီးခောက်ထားလိုက်ပါမယ်။ပြီးရင်တော့အသင့်ပြင်ထားတဲ့စုပုတ်ရက်လေးထည့်လိုက်ပါမယ်။အဆက်လေးစားခြင်းလို့ငရုတ်သီးကိုပါထည့်ပါရနော်အားလုံးစင်စစ်ဖြစ်ပြီဆိုရင်တော့စီထည့်ပြီးရင်တော့ခောက်ထားတဲ့ဘဲဥကိုထည့်လိုက်ပါမယ်ဘဲဥနဲ့အနေနဲ့စူပုံနံလေးကမှုေးပြီးတက်လာပါလိမ့်မယ်နော်တစ်ဖက်ကျက်လောက်ပြီဆိုတော့မှနောက်တစ်ဖက်ကိုလှမ်းပါမယ်နော်တစ်ဖက်လုံးကျက်သွားပြီဆိုရင်တော့ဘဲဥစူပုံကြော်လေးရပါပြီရှင်ခါတလေးစီပြန်ဟင်းနေမစားခြင်းတဲ့အခါမျိုးမှာဒီလိုဘဲဥစုပ်ကြော်လေးကြော်စားကြည့်ပါနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်